KNU PDF တွေရဲ့ထိုးစစ်ကြောင့်စစ်ကောင်စီတပ်တွေထိုင်းဘက်ထွက်ပြေးပြန်ပြီ။ AA နဲ့ပဲခူးတိုက်ပွဲမှာတော့စစ်ကောင်စီတပ်ကအယောက်30ကျော်အဖမ်းခံရပြန်။တိုက်ပွဲတွေပြင်းထန်လာတိုင်းအိန္ဒိချင်းတိုင်းပြည်တွေကိုထွက်ပြေးလေးရှိတဲ့မြန်မာစစ်ကောင်စီတပ်တွေကတော့အခုတစ်ခါမှလည်းထိုင်းနိုင်ငံဘက်ကိုထွက်ပြေးပြန်ပါပြီ။ထိုင်းနယ်စပ်နဲ့ကပ်နေတဲ့ကင်းပြည်နယ်ဘန်ကန်လိုင်းပွဲမြို့နယ်ပိုင်ချုံမြို့နယ်ခွဲကစစ်ကောင်စီတပ်ရဲ့ပလူဒူစကန်ကို KNU PDF ပူးပေါင်းတပ်တွေကထိန်းချုပ်လိုက်တဲ့နောက်မှာတော့အဲဒီစကန်ကစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကဒီကနေ့မတ်လ14ရက်နေ့မနေ့စောပိုင်းမှာထိုင်းဘက်ခြမ်းကိုထွက်ပြေးဆုတ်ခွာသွားတယ်လို့ထိုင်းစစ်တပ်သတင်းဌာနကဖော်ပြထားပါတယ်။ဒီကနေ့2025ခုနှစ်မတ်လ14ရက်နေ့အစောပိုင်းတုန်းက KNU တပ်မလား9ရက်တပ်ဖွဲ့ဝင်တွေကထိုင်းနိုင်ငံတက်ခရိုင်တပ်ဆောင်ရမ်းမြို့နယ်မဲဦးစုမြို့နောင်ဘုံရွာနဲ့မင်းစစ်နောင်ဘွာရွာနဲ့မင်းချင်းဆိုင်မှာတည်ရှိနေတဲ့စစ်ကောင်စီရဲ့ပလူဒူစကန်ခမာရ31ကို KNL ရဲ့ PDF ပူးပေါင်းတပ်တွေကဝင်ရောက်တိုက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ်။အဲဒီတိုက်ပွဲအတွင်းမှာတော့တိုက်ပွဲအတွင်းတိုက်ခိုက်မှုမှာတော့ဒရုန်းနဲ့ပုံကျဲတိုက်ခိုက်တာဒုံးမြန်လောင်ချာတွေစစ်တပ်တွေတနက်ငယ်တွေနဲ့အမြောက်တွေနဲ့ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့တာလည်းဖြစ်ပါတယ်။စစ်ကောင်စီတပ်ကစကန်ကောက်ွယ်ဖို့ပြန်လည်ပစ်ခတ်ခဲ့တော်လည်းပဲ KNL တပ်မလား9တပ်ဖွဲ့ဝင်တွေကပလူဒူစကန်ကိုအောင်မြင်စွာသိမ်းပိုက်နိုင်ခဲ့တာဖြစ်တယ်လို့စီးရဲသတင်းမီဒီယာကပြောဆိုထားပါတယ်။အဲဒီတိုက်ပွဲတွေမြန်မာစစ်ကောင်စီရဲ့စစ်သားတချို့သေဆုံးခဲ့ပြီးတော့တချို့ကတော့ထိုင်းဘက်ကိုထွက်ပြေးသွားတာလည်းဖြစ်ပါတယ်။ပြီးခဲ့တဲ့ဖေဖော်ဝါရီ26ရက်နေ့ကစပြီးတော့ကင်းပြည်နယ်ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့စစ်ရှုံးကောင်စီလက်အောက်ခံခလာရ31တပ်ရင်းအခြေချတပ်ဆွဲထားတဲ့ပလူဒူစကန်ကို KNL ဥဆောင်တဲ့တော်လိုင်းတပ်တွေကတိုက်ခိုက်ခဲ့တာပါ။အဲဒီနောက်စစ်ရှုံးကောင်စီတပ်တွေကလေကြောင်းနဲ့အသေးအတန်ခုခံခဲ့ပြီးနောက်မတ်လ14ရက်နေ့ထိုင်းစံတော်ချိန်မနက်အစောပိုင်းမှာပဲစစ်ရှုံးကောင်စီရဲ့ပလူဒူစကန်ကလုံးဝပျက်စီးသွားပြီးတော့ KNL တပ်မဟာ9ဥဆောင်တဲ့တပ်တွေကအပီးတိုင်သိမ်းမှရရှိခဲ့တာဖြစ်တယ်လို့လည်းသတင်းတွေမှာဖော်ပြထားပါတယ်။အဲဒီစစ်ကောင်စီရဲ့ပလူဒူစကန်သိမ်းတိုက်ပွဲကိုတော့ KN မျိုးသားအစည်းအရုံး KNU လက်အောက်ခံ KN မျိုးသားလွတ်မြောက်ရေးတပ်မတော် KNL တပ်ကဥဆောင်ပြီးတော့ပြည်သူ့ကာကွယ်တပ် PDF တပ်ဖွဲ့တွေနဲ့ပူးပေါင်းထိုးစစ်ဆင်ခဲ့တာလည်းဖြစ်ပါတယ်။ပလူဒူစကန်ကိုတော့တော်လန်ရေးပူးပေါင်းတပ်တွေဘက်ကထိုးစစ်စတင်ခဲ့ပြီးတဲ့ပြီးခဲ့တဲ့လကတော့မြန်မာစစ်တပ်ဘက်ကအဲဒီစံကိုလက်မလွတ်ရဖို့လေကြောင်းတိုက်ခိုက်မှုတွေနဲ့ဒရုန်းကျဲပုံချမှုတွေအပြင်းထန်လှုပ်ဆောင်ခဲ့ပေမဲ့လည်းအပြင်းထန်လုပ်ခဲ့တာကြောင့်လည်းထိုင်းပြည်လေတပ်ကတပ်ဖိုက်တာတွေနဲ့နေဆက်တလျှောက်ဝင်ကနေကင်းမဲ့ခဲ့သေးတယ်လို့ထိုင်းသတင်းတွေမှာတော့ဖော်ပြထားပါတယ်။ KN မျိုးသားစီယို KNU ဘက်ကတော့အဲ့ဒီပလူဒူစကန်သိမ်းတိုက်ပွဲနဲ့ပတ်သက်ပြီးတော့တရားဝင်သတင်းထုတ်ပြန်မှုမရှိသေးပါဘူး။တပ်ပွဲဖြစ်ပွားတဲ့တခြားမှာတော့ထိုင်းဘက်ချမ်းမှာထိုင်းစစ်တပ်ကလုံခြုံရေးမြင့်ထားတယ်လို့လည်းထိုင်းသတင်းတွေမှာတော့ဖော်ပြထားပါတယ်။အခုလက်ရှိမှာထိုင်းဘက်ကိုထွက်ပြေးလာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ကိုတော့ထိုင်းစစ်တပ်ကလူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေပံ့ပိုးပေးရတယ်လို့လည်းထိုင်းနိုင်ငံအခြေစိုက်မဲဆောက်သတင်းဌာနမှာဖော်ပြထားပါတယ်။ KN မျိုးသားစီယို KNU ကစစ်တပ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်းကစပြီးစစ်ကောင်စီတပ်တွေကိုတိုက်ခိုက်ခဲ့ရမှာအာဏာသိမ်းကာလနောက်ပိုင်းကစပြီးတော့ KNU နဲ့တပ်မဟာ9မှာရှိတဲ့စစ်ကောင်စီတပ်စခန်းပေါင်း150ကျော်ကိုတိုက်ခိုက်သိမ်းပိုက်ထားတာလည်းဖြစ်ပါတယ်။ပြီးပြီးတော့ဖေဖော်ဝါရီလအတွင်းကလည်း KNL ဥဆောင်တဲ့ပူးပေါင်းတပ်တွေကနှစ်30ကြာစစ်တပ်လက်အောက်ကျောင်းနေခဲ့တဲ့တမိုင်းဝင်မဲတော်စခန်းကိုလည်းပြန်လည်သိမ်းပိုက်ခဲ့ပါသေးတယ်။အဲဒီတပ်ပွဲအတွင်းမှာတော့မြို့သားညီညွတ်ရေးအစိုးရ NUG ရဲ့လက်အောက်မှာရှိတဲ့ပြည်သူ့ကာကွယ်ရေးတပ် PDF အပါအဝင်တော်လိုင်းအင်အားစုတွေနဲ့ပူးပေါင်းစစ်စင်ဖော်ဆောင်ခဲ့တယ်လို့2025တွင်စစ်အရှိန်မြင့်တင်မယ်လို့လည်း KNU တာဝန်ရှိသူတွေကလည်းအတိပေးပြောဆိုထားပါတယ်။နောက်ထပ်ပြပြပေးခြင်းတဲ့သတင်းကတော့အာကရတော် AA နဲ့ပဲခူးတိုက်ပွဲမှာတော့စစ်ကောင်စီတပ်ကအယောက်30ကျော်အဖမ်းခံရတဲ့သတင်းကိုလည်းပြပြပေးခြင်းပါတယ်။ရခိုင်ပဲခူးနယ်စပ်ကြားပဲခူးတိုင်းပထောင်မြို့နယ်မှာရှိတဲ့ညောင်ကျိုးစခန်းကိုတော့အာကရတော် AA ဥဆောင်တဲ့တော်လိုင်းတပ်ဖွဲ့တွေကသိမ်းပိုက်လိုက်ပြီးတော့အဲဒီတပ်ပွဲအတွင်းမှာစစ်ကောင်စီတပ်ကစစ်ကြောင်းမှုပါဝင်အယောက်30ခန့်ကိုအရှင်ဖမ်းမိထားတယ်လို့ဒေတာသွင်းသတင်းမီဒီယာတွေနဲ့စစ်ရေးသတင်းရင်းမီဒီယာကပြောဆိုလိုက်တာလည်းဖြစ်ပါတယ်။ပထောင်မြို့နယ်အုတ်ချစ်ပင်မြို့အနီးရုံမောက်ပေါ်မှာရှိတဲ့အင်အား300ခန့်နေထိုင်တဲ့ညောင်ကျိုးစခန်းကို AA ဥဆောင်တက်ခဲ့တဲ့တော်လိုင်းပူးပေါင်းတပ်တွေကမတ်လ13ရက်နေ့ကသိမ်းပိုက်တာလည်းဖြစ်ပါတယ်။သူတို့ဘက်ကအကြဆုံးများတော့နောက်ဆုတ်ပြေးသွားကြတယ်။လက်ရှိညောင်ကျိုးစခန်းကိုတော့သိမ်းထားလိုက်ပြီးအနာကချင်းကုန်းတော့ကြံသေးတယ်လို့စစ်ရေးသတင်းမီဒီယာကသတင်းမီဒီယာကိုပြောဆိုထားပါတယ်။အဲဒီညောင်ကျိုးစခန်းတိုက်ပွဲတေးထဲမှာနေပြီးတော့အဲဒီညောင်ကျိုးစခန်းသိမ်းတိုက်ပွဲအထက်ကနေပြီးတော့စစ်ကောင်စီရဲ့စစ်ကြောင်းမှုပါဝင်30ခန့်အရှင်ဖမ်းမိပြီးတော့တချို့ကလည်းကစင်ကလေးထွက်ပြေးနေတယ်လို့စစ်ရေးသတင်းမီဒီယာကဒေတာသွင်းသတင်းမီဒီယာကိုပြောဆိုထားပါတယ်။ဘူအောင်မှုဖွဲ့ကတော့ထွက်ပြေးသွားပြီးစစ်ကြောင်းမှုနဲ့အယောက်30လောက်တိုက်ပွဲတွေကအရှင်ဖမ်းမိတယ်။ညောင်ကျိုးမှာလက်နက်ကြီးတွေရှိတယ်လက်နက်တွေလည်းအများကြီးရထားတယ်လို့ညောင်ကျိုးကတိုက်ပွဲအခြေအနေကိုတော့စစ်ရေးသတင်းတွေကပြောဆိုထားပါတယ်။ညောင်ကျိုးစခန်းသိမ်းတိုက်ပွဲနဲ့ပတ်သက်ပြီးတော့ AA ဘက်ကတော့အခုချိန်ထိတစုံတရာထုတ်ပြန်ပြောဆိုခြင်းတော့မရှိသေးပါဘူး။ရခိုင်စစ်ရေးစောင့်ကြည့်တူကတော့လက်ရှိမှာတော့ကျွန်တော်တို့ကြိုက်တီးတီးလောက်ရဆိုရင်တော့မနေ့ကမနက်ပိုင်း9နာရီကျော်လောက်မှာညောင်ကျိုးတိုက်ပွဲပြီးဆုံးသွားတယ်။အဲ့ဒီနေရာကိုအိုက်တက်ကို AA နဲ့ပူးပေါင်းတပ်တွေကသိမ်းမလိုက်ပြီလို့ကြားတယ်။ညောင်ကျိုးမှာသူတို့ရဲ့အခိုင်အမာပြင်ဆင်ထားတဲ့ညောင်ကျိုးစကန်ဘော့ဆိုတော့သတင်းမီဒီယာကိုပြောဆိုထားပါတယ်။ညောင်ကျိုးပင်မစကန်ကစစ်ကောင်စီတပ်အရာရှိတချို့နဲ့တပ်သားတွေကတောင်ကုန်းပထောင်လန်တိုင်းတက်ဆုပ်သွားပြီးတော့ညောင်ချီတော့စကန်မှာတွားရောက်ပူးပေါင်းနေတဲ့ကြောင့်တိုက်ပွဲတွေဆက်လက်ပြင်းထန်လာနေတယ်လို့လည်းစီသတင်းမီဒီယာကပြောဆိုထားပါတယ်။ညောင်ကျိုးကနေတက်ဆုပ်လာတဲ့အရာရှိတချို့နဲ့သူတို့ရဲ့လက်ကျန်စစ်တီတချို့ကညောင်ချီတော့မှာရှိတဲ့သူတို့ရဲ့ခစစ်အခိုင်အမာပြင်ထားတဲ့စကန်ကိုဆုတ်ခွာသွားပြီးတော့အဲ့ဒီမှာတပ်ပေါင်းသွားတယ်လို့ကြားတယ်လို့လည်းဒေသခံစီသတင်းတွေကပြောဆိုထားပါတယ်။တောင်ကုန်းပထောင်လန်ရခိုင်ယူမောက်မှာရှိတဲ့စစ်ကောင်စီရဲ့နက်တောင်တာဝါနဲ့စကန်ကိုလည်းအားတော် A ဘက်ကပြီးခဲ့တဲ့လကတည်းကသိမ်းပိုက်ထားပြီးလည်းဖြစ်ပါတယ်။ရခိုင်ပြည်နယ်နဲ့အနီးပတ်ဝန်းကျင်ဒေသကတိုက်ပွဲတွေနောက်ဆုံးအခြေအနေနဲ့ပတ်သက်ပြီးတော့စစ်ကောင်စီဘက်ကတော့သတင်းစုံတရားထုတ်ပြန်ပြောဆိုတာချင်းတော့မရှိပါဘူး။အခုလက်ရှိရခိုင်ပြည်နယ်ထဲမှာတော့ကြောက်ဖြူနဲ့စစ်တွေမြို့နယ်တွေမှာနှစ်ဖက်တိုက်ပွဲတွေရောအပြင်းထန်ဆက်လက်ဖြစ်ပွားနေပြီးတော့စစ်ကောင်စီဘက်ကတော့ဒီကြောင့်ဘုံကျဲတာတွေဒရုန်းတွေနဲ့နေရောညမှာပစ်ခတ်ရတဲ့ကြောင့်
ရက်သားထိခိုက်ဒဏ်ရာရတည်ဆုံမှုတွေရှိနေတယ်လို့လည်းဒေသခံစစ်ရေးသတင်းတွေကပြောဆိုထားပါတယ်စစ်ကောင်စီတပ်တွေနဲ့ AA တို့ကပြီးခဲ့တဲ့2023ခုနှစ်နိုဝင်ဘာလအကုန်ပိုင်းကစပြီးတော့တိုက်ပွဲတွေတကြောပြန်ဖြစ်ပြီးတဲ့နောက်မှာတော့အခုလက်ရှိချိန်ထိရခိုင်ကမြို့14မြို့ကိုတော့အခါတော် AA ကသိမ်းပိုက်ထားတာပါတပ်သိမ်းမှုမြို့နယ်3မြို့ပဲကျန်တော့တာလည်းဖြစ်ပါတယ်အခုလက်ရှိမြေပြင်တိုက်ပွဲသတင်းတွေရဆိုရင်တော့ AA အနေနဲ့ရခိုင်မှာတပ်သိမ်းမှုကျန်နေတဲ့စစ်တွေကြောက်ဖြူမြို့သိမ်းတိုက်ပွဲတွေကိုတော့ထိုးစစ်ဆင်မြင့်တက်နေတယ်လို့လည်းစစ်ရေးသတင်းတွေကပြောဆိုထားပါတယ်